皆さんこんにちは。ဒီနေ့ကတော့စုမတုံမဲရဲ့ပထမပတ်ရဲ့တရက်မြောက်နေ့ grammar လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးတွေ့ရမယ့် grammar လေးကကြတော့ barrel ဆိုတဲ့ grammar လေးပေါ့နော်ဒီ grammar လေးကကြတော့သူကဆန်းစေးတို့ N4 တော့ကတင်ရတဲ့ Ukemike form လေးကိုပြောတာပေါ့နော်ဒီ Ukemike form လေးကိုပြန်သုံးပေးရမှာဖြစ်ပါတယ်ဒုတိယ grammar လေးကကြတော့ noun နီး barrel ဆိုတဲ့ grammar လေးပါတတိယ grammar လေးကကြတော့ bad စာဆက်တဲ့ ခရာဆိုင်ဆိုတဲ့ grammar လေးပေါ့ဒီ grammar လေး၃ခုကိုသင်ရမှာဖြစ်ပါတယ်ဆန်းစဲတို့ကဒီ barrel ဆိုတဲ့ grammar လေးကိုမသွားခင်မှာဒီ Ukemike form လေး N4 တော့သင်ရတဲ့ Ukemike form လေးကိုပြန်နှွှေးမယ်ပေါ့ group 1မှာဆိုရင် E line ကနေပြီးတော့မှ R line ပြောင်းပြီးတော့မှ re mas ပေါင်းနဲ့group 2မှာဆိုရင်တော့ mas ကိုဖြုတ်ပြီးတော့ ra re mas ပေါင်းနဲ့ group 3မှာဆိုရင်တော့su ru ဆိုရင်တော့ sa re ru ki ru ဆိုရင်တော့ ki ra re ru ဆိုပြီးတော့ပေါင်းပါတယ်ဒါလေးကကြတော့ဆန်းစဲတို့ N4 မှာသင်ခဲ့ရတဲ့ Ukemike form လေးဖြစ်တယ်ပေါ့အခုဒီပထမဆုံးတွေ့ရမယ့် grammar လေးကိုဆက်သွားအောင်เนาะ barrel ဆိုတဲ့ grammar လေးဒီ grammar လေးကကြတော့တဲ့သူကလုံးဆောင်ချက်တွေကိုအလေးထားတဲ့အခါမှာသုံးတာဥပမာပေါ့ subject ကိုမဖော်ပြခြင်းတဲ့အခါမျိုးsubject ကိုသိစရာမလိုတဲ့အခါမျိုးမလိုအပ်တဲ့အခါမျိုးတွေမှာဆိုရင်ဒီ barrel grammar လေးကိုသုံးတယ်ဆိုဆဲဆဲတို့က rate တွေကိုလေ့လာကြမယ်ဒီဆဲဆဲဒီ slide မှာပါတဲ့ဒီ rate တွေကကြတော့ဒီစုမတုံမဲရဲ့ grammar စာအုပ်ထဲမှာပါတဲ့ rate တွေပဲပြန်ရေးထားပါပေါ့နော်ဆိုရင် dramatic grammar လေးကိုဆဲဆဲတို့လေ့လာကြည့်မယ်ပေါ့နော်この本にはဒီစာအုပ်က詳しい説明は書かれていませんဒီစာအုပ်မှာတဲ့အသေးစိတ်ရှင်းပြချက်ကိုမရေးထားဘူးဘယ်သူရေးတာလဲဆိုတာအရေးမကြီးဘူးဒီစာအုပ်ထဲမှာရေးထားတာရှိမရှိဆိုတာပဲအရေးကြီးရပေါ့နော်အဲကြောင့်မို့လို့ဒီ Ukemike form လေး barrel ဆိုတဲ့ grammar လေးကိုဆန်းစဲတော့သုံးတယ်ဒုတိယဥပမာလေးကကြတော့တဲ့入学式はこのホルで行われますကကြတော့ဝင်ခွင့်အခမ်းအနားကိုတဲ့ဒီခန်းမှာကျင်းပတယ်ဘယ်သူကျင်းပလဲဆိုတာကိုမပြောဘူးဘယ်မှာကျင်းပတယ်ဆိုတဲ့လုံဆောင်ချက်ကိုဖော်ပြခြင်းတဲ့အခါမျိုးမှာဆိုရင်ဒီ barrel ဆိုတဲ့ grammar လေးကိုသုံးပါတယ် Ukemike form လေးကိုသုံးတယ်တတိယ grammar လေးပေါ့တတိယ rate လေးမှာဆိုရင်တော့ဒီမှာကခိုရီဝါဆိုတာလေးကြံခဲ့ပေါ့နော်ခိုရီဝါဒါကတော့世界的ကဘာမှာ一番大きいダイヤモンドだと言われていますဒီဟာကြတော့တဲ့ကဘာပေါ်မှာအကြီးဆုံးစိန်လို့ပြောတယ်ဘသူပြောတာလဲဆိုတာကိုမသိသလိုမလို့လည်းမလို့ဘသူပြောတာလဲအရေးမကြီးအဓိကကဒီစိန်ကကဘာပေါ်မှာအကြီးဆုံးစိန်ဆိုရဲလှုပ်ဆောင်ဒီအကြောင်းအရာလေးပဲအရေးကြီးရပေါ့နော်ဒီဟာလေးကကြတော့ dramatic grammar လေး Ukemike form barrel ဆိုတဲ့ grammar လေးဖြစ်တယ်အဲ့ဒါဆိုရင်ဒုတိယ grammar လေးကိုဆက်သွားမယ်ပေါ့နော်ဒုတိယ grammar လေးကကြတော့ noun နီး barrel noun နီး barrel ဆိုတာကြတော့တဲ့တစုံတစ်ခုကြောင့်ကိုကဒုက္ခရောက်သွားတဲ့အခြေအနေမျိုးအခက်အခဲဖြစ်သွားတဲ့အခြေအနေမျိုးပေါ့စိတ်ညစ်သွားတဲ့အခြေအနေမျိုးတွေမှာဆိုရင်ဒီ noun နီး barrel ဆိုတဲ့ grammar လေးကိုသုံးပါတယ် noun နီး barrel ပေါ့ noun နီး barrel ဆိုတဲ့ grammar လေးကိုသုံးတယ်ပေါ့နော်ဒါမှမဟုတ်ဆက်ဆက်တို့ဒီစာအုပ်ထဲမှာဆိုရင် noun နီး barrel ဆိုတဲ့ grammar လေးကိုသုံးပါတယ် noun နီး barrel grammar လေးကကြတော့နံပါတ်1ဥပမာလေးကိုဆန်းဆန်းလေ့လာကြည့်မယ်ပေါ့နံပါတ်1 grammar လေးမှာဆိုရင်တူမိုသားချိနော်ဆိုတာတွေကြံခဲ့တယ်ပထမစာကြောင်းလေးကြံခဲ့ရပေါ့နော်တူမိုသားချိနော်အခါချန်အိုတက်ခုရှိတာရတငယ်ချင်းရဲ့ကလေးကိုပွေ့ချီလျင်နာခါရဲတဲ့ရှိမတာကြတော့ဝူချင်းခံရတာပေါ့နော်ဒီစာကြောင်းလေးမှာဆိုရင်အဓိပ္ပာယ်ကကလေးကငိုခံရတာလို့ပြောချင်တာမဟုတ်ဒီကလေးလေးကိုကချီးလိမ့်မယ်ဆိုရင်ဒီကလေးငိုသွားတဲ့အတွက်ကြောင့်မို့လို့ကိုကဒုက္ခရောက်သွားတယ်လို့ဆိုလိုတာအဲကြောင့်မို့လို့ဒီ noun နီး barrel ဆိုတဲ့ grammar လေးကိုသုံးပါတယ်ဒုတိယ ဥပမာလေးကကြတော့တဲ့အမေနိဖူရာရဲတဲ့ကြတော့မိုးရွာလို့ဖုကုကနေရဲတဲ့ရှိမတာကြတော့အဝိတ္တိဆိုသွားတယ်မိုးကကိုယ်ခတ်တွေ့စေတဲ့အကြောင်းရင်မိုးကြောင့်အဝိဆိုသွားတယ်
အဲကြောင့်မို့လို့ဒီ noun နီး verb ရယ်လို့ဆိုတဲ့ grammar လေးကိုသုံးထားတာဖြစ်ပါတယ်တတိယဥပမာလေးကကြတော့တဲ့သူကချစ်ချစ်နေရှိနာရဲတဲ့အဖေဆုံးသွားရလို့ဒိုင်းကခုကိုဆိုဆိုခဲရာရဲနာခုနာရီမရှတာကြတော့ဒီတက္ကသိုလ်ဆက်မတက်နိုင်တော့အဖေဆုံးသွားတာကိုခက်ရောက်အခက်တွေ့စေတဲ့ဒုက္ခရောက်စေအဲ့လိုကြောင့်မို့လို့ကိုကတက္ကသိုလ်ကိုဆက်မတက်နိုင်တော့ဒီအကြောင်းမို့လို့ noun နီး verb ရယ်လို့ဆိုတဲ့ grammar လေးကိုသုံးထားတာဖြစ်ပါတယ်ဒီ grammar လေးကကြတော့ noun နီး verb ရယ်လို့ဆိုတဲ့ grammar လေးပေါ့တတိယ grammar လေးကကြတော့ဆန်ဆယ်တို့ရှိရဲ့ KK form and 4တော့တင်ရတယ်ပေါ့နော်သူကခံရင်ရယ်ခိုင်းရင်ဆဲဆိုတဲ့ grammar လေးပေါ့နော်ဆန်းဆဲတော့ကြတော့ဒီနောက်ဟာပေါ့နော် share KK ဖောင်လေးကိုပြန်ပြီးတော့တွေးကြည့်မယ်ပေါ့ဒီဘတ်စာဆက်တဲ့ class ဆိုင်ဆိုတဲ့ grammar လေးကိုမသွားခင်မှာဆန်းဆဲတော့ကြတော့ဒီ share KK ဖောင်လေးကိုတစ်ချက်လောက်ပြန်တွေးကြည့်မယ်ပေါ့နော် share KK ဖောင်လေးကကြတော့ခိုင်းရင်ဆဲခံရင်ရယ်ဆိုပြီးတော့ဆန်းဆဲတော့ and 4တော့တင်ခဲ့ရတယ်ပေါ့နော်group 1ဆိုရင်တော့သူက e line ကနေပြီးတော့မှ r line ပြောင်းတယ်10 marks ပေါင်းတယ် e ဆိုရင်တော့ဆန်းဆဲတော့ဝါ10 marks ပေါင်းတယ် group 2ဆိုရင်တော့ marks ကိုဖြုတ်ပြီးတော့စာ10 marks ပေါင်းတယ် group 3ဆိုရင်တော့ key marks ဆိုရင်တော့ခိုစာ10 marks she marks ဆိုရင်တော့she စာ10 marks ဆိုပြီးတော့ပါတော့ rate ကိုဆက်သွားမယ် matic rate တွေကကြတော့တဲ့သူက6ခိပုံကဝါရူအီနော်တဲ့သူကနည်းနည်းနေမကောင်းနေလို့ဟာယာခုဆော့ဆော့ခါရာစတဲ့ခရာဆိုင်ရကြတော့ဆော့ဆော့ပြန်ခွင့်ပေးပါတဲ့နည်းနည်းနေမကောင်းနေလို့ဆော့ဆော့ပြန်ခွင့်ပေးပါပြန်ပါရစီဆိုတဲ့အဓိပ္ပာယ်လေးပေါ့စမလာဆက်ဆက်ဒီဘတ်စာဆက်တဲ့ခရာဆိုင်ဆိုတာလေးကကြားတဲ့အဓိပ္ပာယ်လေးကိုရှင်းပြရသေးဘူးပေါ့နော်အဲ့ဒါလေးအရင်ဆုံးရှင်းပြလိုက်မယ်ဘတ်စာဆက်တဲ့ခရာဆိုင်ဆိုတဲ့ grammar လေးကကြားတော့တဲ့သူကကျွန်တော်ကိုခွင့်ပြုပါရစေသို့မဟုတ်ကျွန်တော်ပါရစေဆိုတဲ့အဓိပ္ပာယ်လေးပေါ့ကိုလို့ချင်တဲ့အရာကိုတစ်ဖက်လူစီကနေပြီးတော့မှခွင့်တောင်းတဲ့အခါမျိုးတွေမှာဒီဘတ်စာဆက်တဲ့ခရာဆိုင်ဆိုတဲ့ grammar လေးကိုသုံးပါတယ်ဆိုရင်တော့ rate ကိုပြန်ပြီးတော့လေ့လာကြည့်မယ်နော်ဒီ negative rate တွေကကြတော့တဲ့သူက6ခိပုံကဝါရီနော်တဲ့ဟာယခုခါရာစတဲ့ခရာဆိုင်ရကြတော့ကျွန်တော်နေမကောင်းနေလို့စောစောပြန်ခွင့်ပေးပါအမှဆိုရင်တောင်းဆိုလိုက်တာကိုလုံးချင်တဲ့အရာကိုတစ်ဖက်လူစီကနေပြီးတော့မှခွင့်တောင်းလိုက်တာပေါ့နော်အဲ့လိုနေထားမျိုးမှာဆိုရင် best success တဲ့ class size ဆိုတဲ့ grammar လေးကိုသုံးတယ်နံပါတ်2 rate တွေကကြတော့တဲ့အနာတာနော်တဲ့ရဲ့ခိုင်ရှာနော်ဟာအိုဟာနာရှိအိုခိခါစဲတဲ့ခရာဆိုင်ရကြတော့တဲ့ရဲ့ကုမ္ပဏီအကြောင်းကိုပြောပြပေးပါတဲ့တစ်ဖက်အနေနဲ့ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ကိုနားထောင်ခွင့်ပေးပါလို့ပြောတဲ့အဓိပ္ပာယ်နဲ့တူတူပဲပေါ့နော်။ဘာရစေဆိုပြီးတော့ခွင့်တောင်းလိုက်တာအဲ့လိုနေတာမျိုးမှာဆိုရင်ဒီဘတ်စာဆက်တဲ့ class size ဆိုတဲ့ grammar လေးကိုသုံးတယ်။နံပါတ်3 grammar လေးကကြတော့တဲ့ကိုလက်ကိုတဲ့အိုရာဝါဆက်တဲ့ class size ကကြတော့လက်ဆေးပါရစေတောင်းဆိုတာအဲ့လိုအခြေအနေမျိုးမှာဆိုရင်လည်းဘတ်စာဆက်တဲ့ class size ဆိုတဲ့ grammar လေးကိုသုံးတယ်။ F4 တော့တင်ရတဲ့ဒီဘတ်တဲမို desk ကနဲ့ဘတ်စာဆက်တဲ့ class size တွေကမတူဘူးပေါ့နော်ဘတ်တဲမို desk ကဆိုတာကြာကျွန်တော်လုပ်လို့ရမလားလို့ပြောတာခံနိုင်အင်းလို့ဆိုခံနိုင်ပေါ့ကျွန်တော်လုပ်လို့ရမလားဒါပေမဲ့မတူဒီဘတ်စာဆက်တဲ့ class size ကကြတော့ဘာရစေလောက်ခွင့်ပေးပါဆိုပြီးတောင်းဆိုတာပေါ့ဒါကြတော့ဘတ်စာဆက်တဲ့ class size နဲ့ဘတ်တဲမို desk ရဲ့ကွာခြားချက်လေးပေါ့ဆိုစတဲ့တော့ကြတော့ဒီဆိုမတုံမဲရဲ့ပထမပတ်ရဲ့တရက်မြောင်းနေမှာတင်ရတဲ့ grammar လေး3ခုရှိရဲ့နံပါတ်1 grammar လေးကကြတော့ barrel ဆိုတဲ့ grammar လေးရဲ့နံပါတ်2 grammar လေးကကြတော့ noun နီး barrel ဆိုတဲ့ grammar လေးရဲ့နံပါတ်3 grammar လေးကကြတော့ best successive class sign ဆိုတဲ့ grammar လေးရဲ့ barrel ကကြတော့ကိုက barrel ဆိုတဲ့ grammar လေးကကြတော့တဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုအလေးထားပြီးတော့ပြောချင်တဲ့အခါမျိုးတွေမှာသုံးတယ်ဒီကိုယ့်ရဲ့လှုပ်ဆောင်သူတဲ့အဖြစ်အပျက်ကပိုရေးကြီးတဲ့အခါမျိုးတွေမှာဆိုရင် barrel ဆိုတဲ့ grammar လေးကိုသုံးတယ်။ noun နီး barrel ဆိုတဲ့ grammar လေးကကြာ noun ကြောင့်ကိုကတခုခရောက်သွားတာအခက်တွေ့သွားတယ်ဆိုတဲ့အနေအထားမျိုးတွေမှာ noun နီး barrel ဆိုတဲ့ grammar လေးကိုသုံးတယ်။နောက်တတိယ grammar လေးကကြတော့ဘတ်စာဆက်တဲ့ class size ဆိုတဲ့ grammar လေးဒီ grammar လေးကကြတော့ခွင့်ပြုချက်တောင်းခံတဲ့အခါမှာဥပမာကျွန်တော်ကိုလုပ်ခွင့်ပေးပါလုပ်ပါရစေဆိုတဲ့ခြေအနေမျိုးမှာဆိုရင်တော့ဘတ်စာဆက်တဲ့ class size ဆိုတဲ့ grammar လေးကိုသုံးပါတယ်ဆန်ဆဲတို့ grammar လေးကိုလေ့လာပြီးပြီဆိုတော့ဆန်ဆဲနဲ့တူဒီ rank shoe လေးကိုလေ့လာကြည့်မယ်ပေါ့နံပါတ်1ကကြတော့သူအဲ့ကောဝါဆဲကိုင်းဂျူတဲ့ email နာနီနာနီ email ပေါ့နာနီနာနီ email
အင်္ဂလိပ်ဘာသာစကားကကဘာပေါ်မှာပြောချင်းခံရသည်သူရဲ့အဓိပ္ပာယ်ကပြောချင်းခံရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟာနာစာရဲတဲ့အီမတ်ဆိုတဲ့နံပါတ် A လေးကိုရွေးပေးရမှာပါနံပါတ်2ပုံလေးကကြတော့တဲ့ခိုနိုးတာတဲမူနိုဝါဒီအဆောက်အဦကစံပြခုနံမအနိလွန်ခဲ့တဲ့3နှစ်မတိုင်ခင်ကနောက်ကကြတော့မာစတာနာနီနာနီမာစတာပေါ့နာနီနာနီမာစတာတိဆောက်ခြင်းကိုခံခဲ့ရတယ်ဒီကိုရွေးပြရမှာဖြစ်ပါတယ်တာတဲရာရဲမာစတာဆိုတာတဲ့နံပါတ် B လေးကိုရွေးပြရမှာဖြစ်ပါတယ်နံပါတ်3ပုံလေးကကြတော့ Q နိရှအင်းနိ Q နိရုတ်တရက်ရှအင်းနိဒီဝန်ထမ်းစီကနေပြီးတော့မှနာနီနာနီထွက်ချင်းခံရတာကုမ္ပဏီကဒီဝန်ထမ်းစီကနေပြီးတော့အလုပ်ထွက်ချင်းခံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယာမဲရာရဲတာဆိုတဲ့ okay Miguel ဖောင်လေးကိုရွေးပေးရမှာပါနံပါတ် B ပေါ့နံပါတ်ယွန်းပန်ဆိုနိုဟာနာရှိဝဒီစကားကမို့ချတ်တူနည်းနည်းပေါ့နည်းနည်းသူကနည်းနည်းခန်းကစားဆဲတဲ့ခန်းကစားဆဲတဲ့ဆိုတာလေးကိုနံပါတ် A လေးကိုရွေးပေးရမှာသူကနည်းနည်းလောက်ထပ်ပြီးတော့စဉ်းစားပါရစေကိုရွေးရမှာသူကစဉ်းစားချင်းခံရတယ်ဆိုတော့ okay Miguel ရွေးပေးရမှာမဟုတ်ဘူးစဉ်းစားပါရစေဆိုရင်နံပါတ်3 grammar လေးကိုရွေးပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အဖြေမှန်လေးကကြတော့နံပါတ် A ကိုရွေးရမှာပါနံပါတ်ဂေါပန်ကကြတော့ခေါဝါဒီနေ့ကနေစွတ်ကအဖျားကအာရုံတော်တဲ့ရှိရဲ့အတွက်ကြောင့်မို့လို့နာနီယာဂရာဆိုင်နံပါတ် A ကကြတော့ယာစုမာဆဲတဲ့ရဲ့နံပါတ် B ကကြတော့ယာစုမာရဲတဲ့ရဲ့ဘာရစီဆိုတဲ့ grammar လေးနံပါတ်3 grammar လေးကိုသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ် A လေးကိုရွေးပေးရမှာပါနံပါတ် A ကကြတော့ဆက်ပြန်ပြောပြမယ်ပေါ့နော်ခေါဝါဒီနေ့ကနေစွတ်ကအာရုံတော်တဲ့ရှိရဲ့အတွက်ကြောင့်မို့လို့ယာစုမာဆဲတဲ့ခရာဆိုင်နားပါရစီနည်းနည်းလောက်နားပါရစီဆိုပြောတာပေါ့နံပါတ်6ကကြတော့သူကတဲ့ Oribiku အိုလံပြည့်နာနီဟီရာခါရဲမော့စ်ကကြတော့ဖွင့်လှစ်ခြင်းခံရတာ Oribiku ကအိုလံပြည့်ကယွန်းနန်နိ4နှစ်တစ်ကြိမ်အချစ်တို့တစ်ကြိမ်လေညိုးနန်နိယွန်းနန်နိအချစ်တို့ဟီရာခါရဲမော့စ်အိုလံပြည့်က4နှစ်တစ်ကြိမ်ဖွင့်လှစ်တယ်အဖြေမှန်လေးကကြတော့3-4-2-1ဖြစ်ပါတယ်နံပါတ်9ကကြတော့တဲ့နီဟွန်နော့ဂျပန်ရဲ့နောက်ကကြတော့မိုရာအဲမာဆန်ကာမူရာရဲ့မာဆန်ကာကြဆန်းဆဲတို့ဒီနံပါတ်3 grammar လေးမှာသင်ရတာပေါ့သူကရှီရဲ့ KK ဖောင်ခီရာဆိုင်ရှီရဲ့ BK ဖောင်မူရာရဲ့မာစကာရှီရဲ့ KK ဖောင်ဒါဘက်စာဆက်တဲ့မူရာရဲ့မာဆန်ကာဆိုပြီးတော့တွဲသုံးရတယ်လေဘက်စာဆက်တဲ့ခီရာဆိုင်ဘက်စာဆက်တဲ့မူရာရဲ့မာစကာဘက်စာဆက်တဲ့မူရာရဲ့မာဆန်ကာဆိုပြီးတော့သုံးရတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မူရာရဲ့မာဆန်ကာပါတဲ့အတွက်ကြောင့်မို့နံပါတ်8မှာကြတော့8မှာသူ့ရဲ့8မှာကြစာဆက်တဲ့တည်ကြတယ်ဘက်စာဆက်တဲ့မူရာရဲ့မာဆန်ကာဆိုအတွဲလိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ကတော့တည်ကြသွားပြီပေါ့နော်အဲဆိုရင်နီဟွန်တော့ဂျပန်ရဲ့နင်းရှော့ကကြတော့ထင်မြင်ချက်ဂျပန်ရဲ့ထင်မြင်ချက်နိဆွေတဲ့နှင့်ပတ်သက်ပြီးတော့ဂျပန်ရဲ့ထင်မြင်ချက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကကြတော့ပေါ့နော် interview စာဆက်တဲ့မူရာရဲ့မာဆန်ကာဂျပန်ပေါ်မှာထင်မြင်ချက်နဲ့ပတ်သက်ပြီးတော့ interview ပါရစေဆိုတဲ့အဓိပ္ပာယ်လေးရတယ်အဲနာနာဘန်ရဲ့အဖြေမှန်လေးကကြတော့3-4-2ဖြစ်ပါတယ်ညာဆန်ခုတ်တဲ့ OR မှာရှော့အဲ့ဆိုရင်ဆန်းဆဲတို့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်နောက်ဗီဒီယိုလေးမှာကြတော့ပြန်လည်ပြီးတော့တွေ့ကြမယ်နော်